မြတ်စွာဘုရားတတ္တဝါတွေကိုကြည်တယ်တဲ့တတ္တလောကဘုရားဖြစ်ပြီးခါစားတတ္တဝါတွေကြည်တဲ့အခါကျတော့မြတ်စွာဘုရားဘလို့မြင်တော့ဆိုတော့လိုချင်မှုနဲ့လောင်ကျွမ်းနေတာကိုမြင်တယ်တတ္တဝါတွေရဲ့စိတ်ဟာလိုချင်မှုနဲ့လောင်ကျွမ်းနေမကြည်နိုင်မချမ်းနိုင်ဖြစ်မှုဒေါသနဲ့လောင်ကျွမ်းနေဘာမှနားလည်အောင်မလုပ်လို့နားမလဲနိုင်မှုအပြည့်နဲ့လောင်ကျွမ်းနေတယ်လောဘဒေါသမောဟကိုပြောတာနော်တတ္တဝါတွေကိုကြည်တာမြတ်စွာဘုရားဘလို့မြင်တာတော့လိုချင်မှုမကြည်နပ်မှုမသိမှုနဲ့လောင်ကျွမ်းနေတယ်လို့ပဲမြင်တယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားရဲ့နှုတ်တော်ကနေစကားသံတွေကအလို့အလျောက်ထွက်လာတယ်စိတ်ထဲမှာမဆန့်တော့လို့ဘေးမှာနားထောင်မဲ့လူတယောက်မှမရှိဘူးအဲ့ဒီလိုစကားမျိုးကိုဥဒန်းစကားလို့ခေါ်ဟုတ်လားဒါမြတ်စွာဘုရားကျူရင်တဲ့ဥဒန်းခါတာလေးသဘောကျလုံးလို့ကောင်းလုံးလို့နော်အဖွားစရာကောင်းကောင်းလေးနားထောင်အယံလောကောတန္တပဇာတောဖတ်တပရိတောရောဂံဝရတိအတ္တတောယေနယေနဟိမညတိတတောတံဟောတိအညထအယံလောကောတန္တပဇာတောဒီလောကကြီးဟာပူလောင်မှုသာဖြစ်ခဲ့တယ်ပူနေတဲ့သဘောပဲတဲ့လောကဆိုတာလောကကြီးကိုမီးပုံကြီးလို့ပဲမြင်တာအယံလောကောတန္တပဇာတောလောကဆိုတာတတ္တဝါတွေကိုပြောတာဒီနေရာမှာပူနေကြတယ်ဖတ်တပရိတောတွေ့ထိမှုကသူတို့ကိုနှိပ်စက်နေတယ်ဖတ်တဆိုတဲ့စကားလုံးလေးကြားဦးတယ်မဟုတ်လားဘာကိုပြောတာလဲဖတ်တဆိုသက္ခုံစပရိစ္ဆရူပိစဥပိစတိသက္ခုဝိညာဏတိဏံသင်္ကတိတိဖတ်တော်မျက်စိရဲ့အယောင်ရဲ့တွေ့ကြတဲ့အခါမှာမြင်သိစိတ်ဆိုတာဖြစ်အဲ့ဒီမျက်စိရဲ့အယောင်ရဲ့မြင်သိစိတ်ရဲ့ဒီသုံးခုပေါင်းစုံမိတာကိုဖတ်တလို့ခေါ်တယ်အဲ့ဒါလိုပဲနားရဲ့အတန်ရဲ့ကြားသိစိတ်ရဲ့ဒီသုံးခုပေါင်းစုံမိတာကိုဖတ်တလို့ခေါ်တယ်အဲ့တော့အရက်သုံးနဲ့လွယ်အောင်ပြောရရင်မြင်လိုက်တာဟာဖတ်တကြားလိုက်ပြီဆိုရင်ဖတ်တာအဲ့ဒီဖတ်တာကတတ္တဝါကိုဘာလုပ်နေတော့နှိမ့်ဆက်နေတယ်တဲ့သူတို့အဲ့လိုခံစားရသလားမခံစားသူတို့နားမလဲမြတ်စွာဘုရားတော့ဘယ်လောက်ထိမြင်တာတော့လမ်းစုံလမ်းကလမ်းလေးကွာမှာကောက်လိုင်းတုံးကြီးတထုံးချတာတယ်တဲ့အဲ့ဒါလူ6ယောက်ကတယောက်လျင်တဘိုးတယောက်တစ်ချောင်းထမ်းလာပြီးတော့အဲ့ဒီကောက်လိုင်းတုံးကိုတယောက်တကယ်လေးရိုက်နှက်သူတို့စီမှာအညာဘက်မှာစဝါချွေတဲ့ကာလရောက်ပြီဆိုရင်ကောက်လိုင်းတုံးလေးတွေထုံတာထိုးချင်းနဲ့ရိုက်ဖတ်တုံးကိုကျန်တဲ့စပစီလေးတွေပြောင်းအောင်ရိုက်ကြတာရှိနော်ပရိမာမြတ်စွာဘုရားဥမာပေးတာလူ6ယောက်ကတဘိုးတယောက်တစ်ချောင်းကင်ပြီးတော့အဲ့ဒီကောက်လိုင်းတုံးကိုတယောက်တကယ်လေးရိုက်နှက်အဲ့ဒီကောက်လိုင်းတုံးလေးဟာမွားစာကျဲပြီးညက်ညက်ကြေးနေ